ကျွန်တော်တို့လက်ရှိဖြစ်တဲ့နေရတဲ့ကာလဟာ Motorsport လောကမှာကမ္ဘာထိပ်တန်း Super Car Brand ကြီးတွေအပြန်အဆိုင်အားဆက်နေကြတဲ့ Hypercar ဆွေခေတ်လို့တောင်ပြောလို့ရပါတယ်။ဒါပေမဲ့ဒေါ်လာသန်းပေါင်းများစွာနဲ့အခြေအနေတိစောက်ခဲ့ပေမဲ့ track ပေါ်မှာတရားတည်တဲ့တာမော်နီခွင့်ရပြီးနေကုတ်ချုပ်သွားခဲ့ရတဲ့ Hypercar တစ်စီးရှိခဲ့ပါတယ်။ Lamborghini ရဲ့ SC63 Hypercar ပါLamborghini ဟာ2024 DBC မှာပါဝင်ရှင်ပြိုင်ဖို့အတွက် Hypercar Project ကို2022မေလမှာတရားဝင်စတင်ကြေညာခဲ့ပါတယ်။ Lamborghini Squadra Cross မှာ NNDA စီးမြင့်တွေနဲ့အညီ Hypercar Prototype ကို DBC နဲ့ MISA မှာဝင်ပြိုင်ဖို့တရားဝင်ကြေညာခဲ့တာပါ။ Carbon Fiber chassis အတွက်ပြင်သစ်ကုမ္ပဏီ Legia Automotive နဲ့ပြိုင်ပွဲအတွင်းကားများကိုစီမံခန့်ခွဲဖို့အတွက်တရားဝင် Factory Team အဖြစ် Iron List အဖွဲ့တို့နဲ့ပူးပေါင်းခဲ့ပါတယ်။ Lamborghini ဟာပြိုင်ပွဲအတွက်အဆင်သင့်ဖြစ်ဖို့ပြင်ဆင်နေတဲ့ကာလအတွင်းမှာမျှော်လင့်မထားတဲ့မတော်တဆမှုတစ်ခုကြုံတွေ့ခဲ့ရပါတယ်။2023 August လပြင်သစ်နိုင်ငံမှာဆန္ဒမောင်းနှင်မှုလှုပ်ဆောင်နေချိန်တေချုံမှုလို့ပြီးပြင်းထန်တဲ့မတော်တဆမှုဖြစ်ခဲ့တာကြောင့်ကားရဲ့ chassis တစ်ခုလုံးပျက်စီးသွားခဲ့ပြီးတော့ project တစ်ခုလုံးကိုအကြီးအကျယ်ကျဆင်းသွားစေခဲ့ပါတယ်။အကြောင်းကတော့သူတို့မှကြိုတင်ပြင်ဆင်ထားတဲ့အပေါ်ဆန္ဒကားမရှိတာကြောင့်ကားအသစ်တစ်စီးထပ်မံအစားထိုးမတည်ဆောက်နိုင်မချင်းရတတပပေါင်းများစွာကြအောင်ဆန္ဒမှုအစီအစဉ်အားလုံးကိုရပ်ဆိုင်းခဲ့ရပါတယ်။ကားကိုပြန်ပွဲဝင်ခွင့်တရားဝင်အတည်ပြုချက်မရယူမီကားရဲ့အမှားအယွင်းတွေကိုစိတ်ကြဆန္ဒပြင်ဆင်ဖို့အချိန်မလောက်တော့ပဲတမတ်ရဲ့အမီယို project အားလုံးကိုအလင်းဆိုလှုပ်ဆောင်ခဲ့ရပါတယ်။ဒါဟာ2024ပြန်ပွဲရသည့်အတွင်းကားရဲ့ဆွမ်းဆောင်ရည်ပန်းနဲ့ spare part လိုအပ်ချက်တွေအပေါ်အများကြီးသက်ရောက်မှုရှိသွားစေခဲ့ပါတယ်။ကြီးမားတဲ့အခက်အခဲတွေရှိခဲ့ပေမဲ့လည်း2024မတ်လ2ရက်နေ့မှာတော့ Lamborghini ရဲ့အိမ်မက်ဟာအမှန်တကယ်ဖြစ်လာခဲ့ပါတယ်။ကာတာနိုင်ငံမှာကျင်းပခဲ့တဲ့ကာတာ1812ကီလိုမီတာပြန်ပွဲမှာ Lamborghini SC63 ဟာပထမဆုံးအကြိမ်ဖြစ်တရားဝင် DBC ကိုပွဲဥထွက်ဆင်နွှဲနိုင်ခဲ့ပါတယ်။ Lamborghini ရဲ့ပထမဆုံးပွဲဥထွက်ဖြစ်ပေမဲ့စက်ပိုင်းဆိုင်ရာပြဿနာကြီးမားမရှိဘဲ Hypercar 19စီးထဲမှာအဆင့်14နဲ့ပန်းဝင်နိုင်ခဲ့ပါတယ်။အခြေအနေကတော့မဆိုးဘူးလို့ပြောလို့ရပါတယ်။ပွဲဥထွက်မှာရှိနေကောင်းရသားနဲ့ Lamborghini ဟာတရားတည်တဲ့နဲ့ဘာကြောင့် WEC ကနေနှုတ်ထွက်သွားခဲ့တာလဲ။အဓိကအကြောင်းရင်းတစ်ခုရှိပါတယ်။ပထမတစ်ချက်ကတော့ WEC ရဲ့စီးမြင့်အသစ်ပါ FIA နဲ့ WEC က2025 Hypercar Class မှာရှင်ပြိုင်မဲ့ manufacturer တိုင်းဟာအနည်းဆုံးပြန်ကနေစီဝင်ပြန်ရမယ်လို့စီးမြင့်ထုတ်လိုက်ပါတယ်ဒီစီးမြင့်အပြောင်းလဲဟာ Lamborghini Squadra Cross လိုမျိုးအင်အားနိုင်ငယ်တာရှိတဲ့တင်းတစ်ခုအတွက်ကြီးမားတဲ့ဝန်ထုတ်ဝန်ပို့ဖြစ်သွားစေခဲ့ပါတယ်ကားတစ်စီးစာအတွက်ပဲဘတ်ဂျက်နဲ့လူအင်အားစီစဉ်ထားတာကြောင့်ကားတစ်စီးပြန်ပွဲဝင်ဖို့အတွက်ဘဏ္ဍာရေးနဲ့ထောက်ပံ့ရေးဆိုင်ရာအရှင်းအမြင့်တွေလုံးဝမလောင်းငန်းတော့ပါဘူးဒါကြောင့်မို့လို့ Lamborghini ဟာသူတို့ရဲ့ Motorsport မဟာဗျူဟာကိုပြန်လည်ပြင်ဆင်ပြီးတော့ WEC အမက်ကိုလက်လွတ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်ဒုတိယအချက်ကတော့ partner အပြောင်းလဲပါသူတို့ရဲ့အဓိက operational partner ဖြစ်တဲ့ Iron List အသင်းဟာ Lamborghini ကိုဆွန့်ခွာပြီးတော့ Mercedes-AMG နဲ့လက်တွဲခဲ့ပါတယ်ဒါကြောင့် Lamborghini ဟာတွဲဘက်အသင်းမရှိတော့တာကြောင့်2025 WEC မှာဆက်မပြန်နိုင်တော့ပဲရပ်ဆန်းလိုက်ရတာဖြစ်ပါတယ်ဒါပေမဲ့ MISA မှာတော့2025ရာသီကုန်အထိဆက်ပြန်ခဲ့ပါသေးတယ်ဒီလိုနဲ့ပဲ2025ရာသီအကုန်မှာတော့ Lamborghini ရဲ့ Hypercar project ကိုဖျက်သိမ်းခဲ့ပါတယ်ဒါပေမဲ့ဒါဟာတမန်စိတ်ဓာတ်ကြနှုတ်ထွက်သွားတာမျိုးမဟုတ်ပါဘူးLamborghini ကစီးပွားရေးအရာမဟာဗျူဟာမြောက်ဆုတ်ခွာခဲ့တာပါ Hypercar Class ဟာဒေါ်လာသန်းပေါင်းများစွာကုန်ကျပေမဲ့စီးပွားရေးအရာပြန်လည်ရရှိမှုနည်းပါတယ် Lamborghini ရဲ့အဓိကဝင်ငွေရလမ်းဟာ Customer GT Racing မှာပါဒါကြောင့် Lamborghini ဟာ Hypercar Class မှာမစွန့်စားတော့ပဲသူတို့အတွက်အမှန်တကယ်ဝင်ငွေရှာပေးနိုင်တဲ့ Temerario GT3 Project နဲ့ Super Trophy ကိုပြန်ပွဲတွေဘက်ကိုရင်းနှီးမြှုပ်နှံမှုတွေပေါ်ခဲ့ပြီးတော့ Lamborghini ဟာသူတို့အတွက်ပုံမအောင်မြင်မှုရနေပြီးအကျိုးအမြတ်စီးစင်မဲ့ GT3 Customer ပြန်ပွဲတွေစီကိုပဲအဓိကအရောက်ဆိုင်နိုင်ဖို့အတွက် WEC ကနေတရားဝင်နှုတ်ထွက်ခဲ့တာဖြစ်ပါတယ်